အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့တိကျရင်တော့ match တင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မွေးနေ့ရှိလို့ကျွန်တော်ရင်နေခဲ့တဲ့အိမ်ကိုသွားမှာပဲဖြစ်ပါတယ်အားကြောင့် brother တို့လိုက်ကြည့်လိုက်ကြပါအောင်ကျွန်တော်ဒီမိသားစုလေးသွားပါဒီမှာကျွန်တော်ညီမလေးလည်းပါပါတယ်ရှင်းပါလေလူတွေရှိရပေါ့နော်ကျွန်တော်အရင်အိမ်ကိုသွားမှာပါမွေးနေ့ကဒီမှာလုံးမှာမဟုတ်ပါကျွန်တော်အိမ်မှာလုံးမှာမဟုတ်ပါဘူးဗျကဲကျွန်တော်တွေရောက်ပြီပေါ့နော်ခဏလေးပေါ့နော်ကျွန်တော်ဆင်းလိုက်ပါအောင်မယ်ဒီဘက်မှာအဲ့တော့ brother မိုးရွာတယ်ပေါ့နော်ကိုကျွန်တော်တို့အန်ဒီလေးအိမ်မှာခဏဝင်နေနေပေါ့နော်မိုးကစာနေလို့ရမိုးမတိတ်လို့ကျွန်တော်တို့အိမ်ထဲမှာပဲလုံးမှာနောက်ကကျွန်တော်တငယ်ချင်းတွေတွားခေါ်မယ်ကျွန်တော်တငယ်ချင်းတွေပြမယ်ပေါ့နော်ကျွန်တော်တိုက်ကြီးကတငယ်ချင်းတယောက်လေးပါတယ်ဗျာကျွန်တော်ကြောင်းတငယ်ချင်းလည်းကျွန်တော်ဖိတ်ထားတယ်သူကလာမယ်လို့ပြောတယ်ဗျာကျွန်တော်အကြောင်းတနားရီလောက်ဒီဆင်းมาသူစမ်းမတက်တာဗျာအဲ့မှာကျွန်တော်စောင့်နေတယ်ကျွန်တော်တငယ်ချင်းတို့တွားမယ်ဒါပေမဲ့တွားလိုက်တော့မယ်ပေါ့နော်ဒါကျွန်တော်တငယ်ချင်းအားမြဲကြီးစီရောက်ပါပြီကျွန်တော်ခွန်ဟိုတစ်ခါ3ရက်တနေ့ရပါတော့သူ့မွေးနေ့ပေါ့နော်ကျွန်တော်လာတယ်အဲ့တော့ဖုန်းမြူလာလို့ကျွန်တော်မရိုက်လိုက်ရပါဘူးဒါကတော့ကျွန်တော်ရဲ့ Luffy Gear 5 gig လေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတော့မရိုက်လိုက်ရပါဘူးနောက်ပိုင်းကျွန်တော်ရဲ့အကြောင်းကတငယ်ချင်းတွေလည်းမလာပါဘူးဘာဖြစ်လို့လဲတော့မသိပါဘူး၄နာရီလည်းထိုးရပါပြီမလာပါဘူးကျေးဇူးပါ